ဒီတစ်ခါကျတော့ကျိုးတစ်တက်နီလေးပေါ့နော်အရှိမကျိုးသိန်းနီလေးသိမ့်ပြီးသွားပြီဒါကကျိုးတစ်တက်နီတက်ပြမယ်နော်အဲ့တော့ဒါကနောက်ထပ်မတို့ကသူကကျန်တာကဒီမှာဆိုတော့နောက်ထပ်2တန်းတတန်းခွဲကျန်သေးတယ်ပေါ့နော်အဲ့တတန်းခွဲအတွက်ကျိုးကဘယ်လောက်ဖြတ်ရမလဲဆိုတော့အနည်းဆုံးတော့2ကိုက်လောက်ဖြတ်ရမယ်နော်ကျိုးကဒီနောက်တတန်းစာရဲ့ဒါရဲ့အတွက်ပေါ့နော်အနည်းဆုံး2ကိုက်လောက်ဖြတ်ပါဖြတ်ပြီးတော့ဒါကျိုးတစ်တက်မယ်နေရာပေါ့နော်မတို့ကစာဒီနေရာလေးမှာဆုံးလာခဲ့ပြီဒီနေရာလေးမှာကျိုးသိမ်းလာခဲ့ပြီပေါ့နော်ဒီနာလေးမှာကျိုးသိမ်းထားပြီးပြီအရင်ကျိုးသိမ်းတဲ့ဟာလည်းရှေ့မှာပြပြီးသွားပြီဒီနေရာကျတော့ဒါကျိုးသစ်ဆက်တက်မဲ့နေရာဖြစ်သွားပြီပေါ့နော်အဲ့တော့ဒီနာလေးမှာကျိုးကနောက်ဆုံးလုံးပေါ့နော်ဒီကနေဟိုဘက်ကိုဆက်သွားရအောင်မှာဖြစ်တဲ့အတွက်ဒီနာလေးကနေပဲစမယ်စတော့ဒီဆုံးခဲ့တဲ့ဒီအလုံးထဲမှာကျိုးထည့်မယ်ကျိုးထည့်မယ်နော်ထည့်ပြီးရင်နောက်ထပ်ဟိုဘက်မထိုးရသေးတဲ့ဘက်တွေမှာကျိုးဝင်ရမယ်ပေါ့နော်နောက်ထပ်ဟိုဘက်မှာလည်းတစ်လုံးထည့်မယ်ဒီဘက်မှာလည်းတစ်လုံးထည့်မယ်နော်ပြီးရင်ဒီတစ်လုံးကိုလည်းကျိုးထည့်ရမယ်